မင်္ဂလာပါရှင်ဒီနေ့ကတော့စိတ်ရိုးရင်းချင်စီရိုးလေးပြုတ်တောက်မှာဖြစ်ပါတယ်ရှင်ဒါကျမဈေးထဲကဝယ်လာတဲ့စိတ်ချင်စီရိုး1000ပို့ပါရှင်ဒီရိုးပြုတ်ကြီးကတော့ကျမတို့အိမ်မှာဆိုလို့ရှိရင်တစ်ပတ်ကိုတစ်ရက်ပေါ့နော်တနင်္ဂနွေနေ့တိုင်းပြုတ်တောက်ဖြစ်ပါတယ်ရှင်တစ်ပတ်ကိုတစ်ရက်ပြုတ်တောက်ပါတယ်ဒါစိတ်ရိုးရင်းချင်စီရိုးတွေကြီးပဲဝယ်လာတာပါချင်စီရိုးတွေပါနော်နော်အယူထဲမှာသူကချင်စီလေးတွေပါပါတယ်ရှင်အရန်ကိုအားရှိပါတယ်ကောလာဂျင်တက်ရပါတယ်နော်ဒုက္ခနာကိုမှာဆိုရင်ရိုးရင်းချင်စီကိုအားကောင်းစေတယ်အယိုးစစ်တွေကိုတန်ပါစေတယ်နော်အာယုံကြောကိုလည်းအားကောင်းစေပါတယ်အသားရည်လည်းလှပါတယ်ရှင်အရွယ်တင်နုပြူစေပါတယ်အများကပြောတယ်ကောလာဂျင်ပေါ့ရှင်ကောလာဂျင်ဆေးတွေဝယ်တောက်စရာမလိုပါဘူးရှင်ဒီအယိုးရင်းချင်စီပေါ့နော်ဒီအယိုးပြုတ်ရည်တွေကိုပဲတစ်ပတ်ကိုတစ်ချိန်လောက်တောက်ပေးမယ်ဆိုရင်တော်တော်အဆင်ပြေပါတယ်ရှင်ချင်စီရိုးတာ1000မို့ပေါ့နော်အဲ့ဒါကျမရေ3လီတာစီးပြီးသွားပါပြီရေ3လီတာစီးပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ရေနွေးအိုးကိုပထမဆုံးအရင်တည်ထားပါမယ်ရေနွေးအိုးအရင်တည်ပါမယ်ရှင်ဒီရေနွေးအိုးဆူလာလို့ရှိရင်တော့ကျမကဒီချင်စီရိုးကိုပေါ့နော်ရေနွေးနဲ့ရှာလကာရီနဲ့စိမ်မှာဖြစ်ပါတယ်အညှိနဲ့နေပျောက်သွားအောင်လို့ပါရေနွေးအိုးတည်ထားတဲ့အချိန်မှာကျမချင်းနဲ့ကြက်သွန်ဖြူကိုခွာပါမယ်ရှင်ဒီအယိုးပြုတ်ရည်တွေကိုထည့်ဖို့ပါရှင်ကျင်းကျက်သွန်ဖြူခွာထားပေးပါမယ်ကျင်းကျက်သွန်ဖြူကိုခွာပြီးတော့ထောင်းမယ်ပေါ့နော်အရင်ဆုံးခွာလိုက်ပါမယ်ကျက်သွန်ဖြူခွာနေရင်လည်းရင်နွေးအိုးဆူလာပါပြီရင်နွေးအိုးဆူလာပြီဆိုရင်ခုနကစေးထားတဲ့ဒီချင်စီယိုးပေါ့နော်ဒီစိတ်ယိုးတွေကိုရင်နွေးတွေလောင်းထည့်လိုက်ပါမယ်ရင်နွေးကိုအယိုးမြုပ်အောင်ထည့်ပါမယ်ရှင်ရင်နွေးကိုအယိုးမြုပ်အောင်ထည့်ပြီးပြီဆိုရင်တော့ရှာလကာရီကိုထမင်းစားစွန်းနဲ့လေးစွန်းထည့်ပေးပါမယ်ကျမတို့ဒီမှာအမြဲတမ်းလုပ်နေကြချက်နေကြဖြစ်တဲ့အတွက်ကြောင့်မို့မှန်းပြီးပဲထည့်လိုက်တာပေါ့နော်အခုမှစားချက်မဲ့လူတွေဆိုရင်တော့ရှာလကာရီကိုထမင်းစားစွန်းလေးစွန်းမှာလေးစွန်းကိုဒီထဲကိုထည့်ပြီးပြီဆိုလို့ရှိရင်တော့စွန်းလေးနဲ့ဒီရှာလကာရီအရည်တွေနှံ့သွားအောင်နည်းနည်းလေးမှုတ်ပေးလိုက်မယ်ပေါ့နော်နည်းနည်းလေးလှုပ်ပေးလိုက်မယ်ပေါ့ဦးလေးကိုစွန်းလေးနဲ့မှုတ်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ကျမဒါကို15မိနစ်အဖုံးအုပ်ထားပါမယ်ရှင်ဒီထဲကအညှိနဲ့နေပျောက်သွားအောင်လို့ပါ15မိနစ်အုပ်ပေးထားပါမယ်ရင်နွေးနဲ့ရှာလကာရီနဲ့15မိနစ်စိမ်ပေးထားမယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမချင်းနဲ့ကြက်သွန်ဖြူကုနာခွာထားတဲ့ဟာလေးတွေကိုထောင်းပါမယ်ရှင်ကျင်းနဲ့ကြက်သွန်ဖြူလေးထောင်းပြီးသွားပါပြီရှင်ဒီနေရာမှာပေါ့နော်စိတ်ရိုးမဟုတ်ဘဲနဲ့ကြက်ရိုးဆိုလည်းရပါတယ်အမဲရိုးလည်းရပါတယ်ဘာရိုးမဆိုပြုတ်လို့ရပါတယ်နော်15မိနစ်ပြည့်သွားပြီဆိုတော့ဒီအရည်တွေကိုကျမစကားနဲ့စစ်ထုတ်လိုက်ပါမယ်ဒီမှာနော်ကျမစကားလေးကိုသွန်ချလိုက်ပါမယ်ရှင်ဒီစိတ်ရိုးတွေရောအရည်တွေကိုကျမတစ်ခါလေးသွန်ချလိုက်ပါမယ်စကားနဲ့စကားလေးခံထားမယ်ပေါ့နော်အောက်ကနေပြီးတော့ညီနဲ့နေထွက်သွားပါပြီနော်ပြီးရင်တော့ကျမတို့ဒီပေါ့နော်အယိုးပြုတ်ပြီးအယိုးပေါ့နော်ပြုတ်မဲ့အိုးတွေကိုဒီစစ်ထားတဲ့ဒီစိတ်ရိုးလေးတွေကိုပြန်ထည့်ပေးပါမယ်ရှင်အိုးတစ်လုံးလေးပေါ့နော်ကျမတို့ပြုတ်မဲ့အိုးတစ်လုံးလေးကိုပြန်ထည့်ပါမယ်ရေထက်စေးကြမလို့တော့ပါဘူးเนาะခုနကတော့ရေနွေးနဲ့မစိမ်ခင်မှာရေ3ဓာတ်စီထားပြီးသွားပါပြီပြအောင်လို့เนาะဟုတ်ပြီအဲဒါဆိုလို့ရှိရင်ချင်းချက်သူပြထောင်းထားတာလေးထည့်ပါမယ်ပြီးရင်ဟင်းချုပ်မုတ်ထည့်ပါမယ်ရှင်ပြီးရင်စားထည့်ပါမယ်စားထည့်ပြီးပြီဆိုရင်တော့နွေးမှုတ်ထည့်ပါမယ်ရှင်ပြီးရင်တော့ကျွန်မကလားလေးမဆလာအနည်းငယ်ထည့်ပါမယ်နည်းနည်းပါပဲเนาะမဆလာနည်းနည်းထည့်ပေးပါမယ်မ
ဆလာနဲ့ထည့်ပြီးသွားပြီဆိုရင်တော့ကျမတို့တွေရေကိုဒီအယိုးမြုပ်တဲ့အထိရေထည့်ပါမယ်ဘာမှမခဲရင်ပါဘူးเนาะဒါအရန်ကိုမှလွယ်ကူပါတယ်ရှင်လူကိုအရန်ကိုမှအားဖြစ်စေပါတယ်เนาะကိုခံအားကိုလည်းမြင့်တက်စေပါတယ်ဒါနေမကောင်းတဲ့လူတွေဆိုလို့ရှိရင်လည်းပြုတ်တောက်ပေးပါเนาะရေအယိုးမြုပ်အောင်ရေထည့်ပြီးပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့ကျမတို့မီးဖို့ပေါ်မှာစတင်ထားလို့ရပါပြီမီးအေးလေးနဲ့ပဲတင်ပါမယ်เนาะဒီလိုမျိုးသူကစုလာပြီဆိုလို့ရှိရင်အမြုပ်တွေထွက်လာတယ်ပေါ့เนาะအဲ့အမြုပ်တွေကိုဖယ်ထုတ်ပေးရပါမယ်ရှင်ဒါပထမဦးဆုံးချိန်ဆူဆူချင်းဆိုလို့ရှိရင်ရေကဒီအရောင်ပေါ့เนาะသူကအဖြူရောင်မဖြစ်သေးဘူးဒါအခုမှစုကားစားပဲရှိသေးတယ်အဲ့ဒါကိုမီးအေးလေးနဲ့ကျမတို့4နာရီကြာအောင်တည်ထားပေးပါမယ်ဖုံးပြန်အုပ်ထားပါမယ်ရှင်ဒါကျမ4နာရီကြာအောင်တည်ထားတဲ့အရေးပေါ့เนาะဒီလိုသူကအဖြူရောင်ဖြစ်သွားပြီအယိုးတွေကနေဒီချင်းစီတွေကနေပြီးအနှစ်တွေထွက်လာတဲ့ဟာပေါ့เนาะအရေးပေါ့เนาะတော်တော်လေးကိုမှအားရှိပါတယ်ဒီအရေးဟာပေါ့เนาะကောလာဂျင်တက်လည်းအပြည့်ပါပါတယ်မကတော့ဒီသူအဆီတွေထွက်တယ်ပေါ့เนาะဒီအဆီတွေလည်းကျမဖယ်ထုတ်ပါတယ်မနော်ချင်းစီယူစိတ်ချင်းစီယူအရန်ကောင်းပါတယ်အားရှိပါတယ်ရှင်4နာရီလောက်တည်ပြီးပြီဆိုတော့ရပါပြီအရသာပုံငံမြည်ပြီးသွားပါပြီပြီးတော့ပေါ့နော်ဒါကျမတို့4နာရီလောက်တည်ထားတော့အချိန်မှာပေါ့နော်ရေတော့ခန်းခန်းသွားတယ်ရေတော့ကိုထက်ထက်ထည့်ပေးရမယ်ပေါ့နော်ရေယူတော့မီးအေးလေးနဲ့တင်ပေးရမှာပါဒီမှာသုံးဆောင်လို့ရပါပြီဒါကိုငရုတ်ကောင်းမှုန့်လေးဖြူပြီးတော့စတင်သုံးဆောင်လို့ရပါပြီရှင်ကျေးဇူးပါအားလုံးလှူစာ